ခွေးလေးသည်သူ၏သခင်မထံမှထူးဆန်းသောအနံ့တစ်ခုကိုရရှိခဲ့သည်စိတ်ထဲတွင်မတင်ကားသလိုခံစားရတော့လေဘာမှမပြောနိုင်သဖြင့်သူမကိုတိတ်တဆိတ်သာစောင့်ကြည့်နေခဲ့သည်ရက်အနေငယ်အကြာတွင်အမျိုးသမီးမှာဖျားနာလာသည်ဘေးစင်းတွင်အန်ချင်းနေထိုင်မကောင်းသည့်ချင်းတို့ဖြစ်လာသည်သူမသည်အထူးပိုများပြင်သည်သမီးဖြစ်သူကိုခေါ်ကာမိခင်ဖြစ်သူ၏အိမ်သို့တွားခဲ့တော့လေခွေးလီကိုမူမတော်တဆချမ်းထားခဲ့မိသည်နေ့တိုင်းပင်ခွေးလီသည်ဆိုဖာပေါ်တွင်ထိုင်ကာသူမအပြန်ကိုစောင့်မျှော်နေခဲ့သည်ရေငတ်လာသောအခါအိမ်သာကွက်ကျဲမှရေတောက်ပြီးဆာလောင်လာသောအခါကျမ်းပြင်ပေါ်တွင်ပြန်ကျဲနေသောခွေးစာစေးလေးများကိုကောက်စားခဲ့သည်ရက်အနေငယ်အကြာတွင်အမျိုးသမီး၏အမျိုးသားဖြစ်သူအိမ်သို့ပြန်ရောက်လာပြီးခွေးလေး၏တနာစရာအခြေအနေကိုသတိပြုမိသွားသည်ခွေးလေးသည်သူ၏သခင်မနေမကောင်းဖြစ်နေကြောင်းပြောပြခြင်းသည့်အလားဟောင်နေခဲ့တော်လဲထိုအမျိုးသားမှနားမလည်ခဲ့ပြီအမျိုးသားသည်ခွေးစာပြင်ပေးနေရန်အမျိုးသမီးထံဖုံးဆက်လိုက်ရာမကြာမီမှာပင်သူမအိမ်သို့ပြန်ရောက်လာသည်အမျိုးသားကသူမကိုစူးပူတော်လဲသူမကခွေးလေးကိုတောင်းပန်ခဲ့သည်ခွေးလေးကတော့စိတ်ထဲထားပုံမရပေနောက်တစ်နေ့နက်နက်တွင်သူမသည်ခွေးလေးကိုခေါ်ကလမ်းလျှောက်ထွက်ခဲ့တော်လဲရုတ်တရက်အသက်ရှူချက်ကမိတ်လဲတော်ခဲ့သည်ခွေးလေးသည်လူများသတိပြုမိစေရန်အရေးတကြီးဟောင်းခဲ့သည်လမ်းသွားလမ်းလာများကလူနာတင်ခြင်းကိုအမြန်ခေါ်ပေးခဲ့တဲ့ချင်းအမျိုးသမီးကိုဆေးရုံသို့ပို့ဆောင်နိုင်ခဲ့သည်စိတ်လှုပ်ရှားဖွယ်ဇလန်းများထပ်မံဖတ်ရှုရန် subscribe လုပ်ထားပေးပါဦး